ရင်စီကန်လန်းစီကန်ထဲမှာပါတယ်လေမောင်ရဲ့မိနစ်ဖြစ်မမောင်ရဘူးတဲ့ အေးတည်ရလေ တော့ရဲ့ DD channel လေးကိုလည်း subscribe လေးနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ရင်စီကန်လန်းစီကန်ထဲမှာပါတယ်လေမောင်ရဲ့မိနစ်ဖြစ်မမောင်ရဘူးတဲ့ အေးတည်ရလေမင်းနီဖြတ်မောင်းလို့ရှင်ဖမ်းခံရမယ်ဆိုတာကလေးအောင်လီအဲ့ဒါနဲ့မောင်တို့မင်္ဂလာဦးညနေပါဘာဆိုင်လို့ ဘာဆိုင်လဲဆိုတော့မောင်ဖန်းခံနေရမှာဆိုလို့မြက်ကတားနေရတာပေါ့ ကဲမောင်ကဖမ်းခံရအောင်အခုဖြတ်မောင်းနေရမှာမဟုတ်တာဟာတကယ်ကြီးလား ဘယ်တက်နိုင်မှမလဲမဲတီးခံရတော့မှာပေါ့ကျုပ်စပါကင်ကလည်းစွမ်းပြတီးခံငါလည်းတီးခံမင်းလည်းတီးခံ ငါလည်းဒီဘက်မှာတော်တော်သိခံနေရတယ်အေးချမ်းရေနော်နင်တို့ပြောတာလေဒီဘက်ခန်းတယ်အကုန်တိုင်းသားကြားနေရတယ်ဟိုနင်ညမအပြိုလေးရှိရဆိုတာလေတတိလေးပါလေထားပါအောင်ဟဲ့ စင်ပြေရတဲ့ကြားရပေါ့ ဒီပက်ကြီးအခုကဘသူ့ကိုရွေးမှလဲပြော နေရောက်စလုံးနေရောက်စလုံးကြီးလို့ မရောက်လေပြောင်းပြီးရွေးပြီးပြောင်းပြီးရွေးရမှာပြောအခုချစ်ချင်းပြောမမြင်လို့ကိုနော်တွားမလို့ပေမကောက်ချောင်းလေးလာနေလို့လေပြော ဟုတ်တယ် ခလေးရောမလာလို့လား လာတယ် နင်ငါတော့ကိတ်လို့လားလာရရှိမလား ဟုတ်လာတယ်ကနေရောက်စလုံးလို့ဖြစ်တယ်နေရောက်စလုံးဖြစ်တယ် တွားမလို့ဖြစ်စီပေးနေလားပြော မဖြစ်အတူတူပဲနော် ဒါဘသူဝေးပေးထားတယ်ပြောလိုက်သူပြောပြလိုက် မ သူဝေးပေးထားရရောချုပ်ပေးလိုက်မရဘူးလေဒါဆိုညီမရဲ့အတူကပြစ်စပေးထားရရောရှုလိုက်ဒီမှာချလို့မရဘူးလေဒီမှာလူအများကြီးရှိတယ် မမဝေးပေးမှာပေါ့ ချက်ပေးရမလား မောက်မှာပေါ့ မရဘူးလေဆိုရွေးပါလားစတော့ပါမစတော့လိုက်မှာ နေရောက်စလုံးမရှိ ဒီပကြီးအဲ့မကြီးနေလို့ ရောက်စလုံးမရှိကြလို့မရ ငါမချစ်ဘူးလားပြောချစ်တယ်ဒါဆိုတော့ပါတော့